ယနေ့ပထမကျမ်းစာမှာယေရမိနာဂတိကျမ်းမှာယေရမိရဲ့ဆုတောင်းပတနာအကြောင်းကိုကြားရတယ်ယေရမိကဘာဆုတောင်းလဲဆိုတော့သူ့ပေါ်မှာမတရားစွာစီရင်ပြီးသူ့အသက်ကိုရန်ရှာနေသောသူကိုသူသည်ဖျားရှင်ထံမှာအနံ့တဲ့အကြောင်းကိုကြားရတယ်အင်္ဂလိပ်ကျမ်းမှာကျတော့ခရစ်တော်ဖျားရှင်ကိုလှုပ်ကြံဖို့ရန်အတွက်ဖာရိဇေဦးတို့ကဗိမာန်တော်အဆောင်နေနဲ့ခရစ်တော်ကိုယဟန်ကြီးကဲတွေကိုသူတို့ဖမ်းလာခိုင်းတယ်။ဘာကြောင့်လဲဆိုတော့သူတို့ခရစ်တော်ကိုလှုပ်ကြံတပ်ဖြတ်မယ်။ခရစ်တော်သည်ဘာကြောင့်သူတို့ခရစ်တော်ကိုလှုပ်ကြံတပ်ဖြတ်ခြင်းတလဲဆိုတော့သူတို့မျှော်မှန်းထားတဲ့သူသည်ပုံစံမဟုတ်လို့ဖြစ်တယ်ခရစ်တော်သူတို့မျှော်မှန်းထားတဲ့ပုံစံမဟုတ်တဲ့အတွက်သူတို့လှုပ်ကြံတပ်ဖြတ်ဖို့စိတ်ကူးတယ်။ဒီနေ့အင်္ဂလိပ်ကျမ်းမှာဖော်ပြလဲဆိုတော့ဂါလိလေယာနယ်မှာခရစ်တော်ဖြစ်ပေါ်ထွန်းလာပြီလို့တဲ့သူတို့ကအသေးစိတ်ကြည့်တဲ့အခါမှာခရစ်တော်ကိုသူတို့မမြင်နိုင်ဘူးဖြစ်တယ်။ကောင်းမြတ်ခြင်းတွေအားလုံးကိုခြုံငုံမကြည့်တဲ့အခါမှာကောင်းမြတ်ခြင်းဗဟုဖြစ်တဲ့ခရစ်တော်ကိုသူတို့လွတ်မြောက်သူတို့ရဲ့မျက်စိရှေ့မှာရှံထွက်သွားခြင်းပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့လက်တင်းစကားလုံးကနေဆင်းလာတဲ့စကားလုံးတစ်ခုရှိတယ်အဲ့ဒါ prejudice လို့ခေါ်တဲ့ကိုတို့ prejudgment လုပ်တဲ့အရာ prejudgment ဆိုတာလက်တင်းစကားလုံးမှာဘယ်လိုခေါ်လဲဆိုတော့ pre-udicium ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် pre ဆိုတာ before udicium ဆိုတာ judgment ဆိုတော့တနည်းအားဖြင့်ကြိုတင်ပြီးတော့စီရင်ခြင်းကိုပြုလုပ်တာဟာသူဆိုရင်ငါသိတယ်ဒီလိုပဲဖြစ်မှာဒီပုဂ္ဂိုလ်ကတော့ဒီလောက်ပဲသိတယ်သူကတော့ဒီလိုပဲဘယ်တော့မှပြောင်းလဲမှလူမဟုတ်ဘူးဆိုတော့အဲ့ဒီ prejudgment တပားသူကိုအဲ့ဒီနေ့အဲ့ဒီ fact ပေါ်မှာမူတည်ပြီးအဲ့ဒီချိန်မှာကြုံရတဲ့အပေါ်မှာမူတည်ပြီးတော့စဉ်းစားတာမျိုးမဟုတ်ပဲနဲ့ကြိုပြီးတော့စီရင်ထားတာကြိုပြီးတော့ဆုံးဖြတ်ထားတာအဲ့လို prejudgment ဒီအမြဲတမ်းမှားယွင်းကြောင်းကိုဒီနေ့အင်္ဂလိပ်ကျမ်းမှာကိုရောတို့ကိုခရစ်တော်သခင်ဖာရိဇေဦးတွေအားဖြင့်သူတို့ဘဝတတ်တာအားဖြင့်သင်ကြားပေးနေတယ်ဆိုတော့ကိုရော prejudgment လုပ်ဖူးသလားပြန်ပြီးကြိုပြီးတရားစီရင်ဖူးသလားစဉ်းစားရမှာဖြစ်တယ်ကိုရဲ့နေ့စဉ်တတ်တာမှာမိမိတို့တူးချင်းစီရင်ခြင်းပြုနေကြတယ်ကိုရောတို့ judge လုပ်ကြတယ်အဲ့ judge ကဘာပေါ်မှာမူတည်လဲအသွင်ပြင်ကြည့်ပြီးတော့ तू ကဒီလိုလျှောက်တာ तू ကဒီလိုမျိုးသားရည်ရှိတာ तू ကဒီလောက်ပဲရှိတာအဲ့ဒါ judgment ပဲဖြစ်တယ်တနည်းအားဖြင့်တပားသူကိုကတွေ့တာနဲ့ကိုကစီရင်ပြီးတော့ပေးတဲ့ဟာမမေးဘဲနဲ့ပြောတဲ့အရာကိုတော့ခဏခဏနောက်ပြောလေးရှိတယ်ကိုတော့ဝလာတယ်ပြောတဲ့ခါမှာကိုတော့ပြောတယ်ဟုတ်တယ်ကျွန်တော်လည်းမှန်ကြည့်ပါတယ်လို့တခါတလေအဲ့ကြိုပြီးစီရင်ဆုံးဖြတ်ခြင်းကိုအားမပေးခြင်းလို့ပဲဖြစ်ပါတယ်လူတယောက်ကိုတွေ့တာနဲ့ကျွန်တော်တို့ပေးရမယ်ကြိုတင်စီရင်ခြင်းဒီထက်လူတယောက်ကိုအရှိတိုင်းလက်ခံတတ်တဲ့စိတ်ဓာတ်ကိုကျွန်တော်တို့မွေးရမယ်သူ့ရဲ့ဘာသာကိုကြည့်ပြီးသူ့ကိုဆုံးဖြတ်တာသူ့ရဲ့အသားအရောင်ကိုကြည့်ပြီးသူ့ကိုဆုံးဖြတ်တာသူကြီးပြင်းလာတဲ့ background သူကြီးပြင်းလာတဲ့နိုင်ငံဒါတွေကမှားယွင်းသောလုပ်ရဖြစ်တယ်အဲ့လိုမျိုးစီရင်နေဆိုရင်ကျွန်တော်တို့အဲ့ပုဂ္ဂိုလ်အားဖြင့်ရတဲ့ကောင်းမြတ်ခြင်းတွေကိုမမြင်နိုင်လို့သူ့ထဲမှာရှိတဲ့ဖျားကိုမြင်အောင်မကြည့်နိုင်လို့ပဲဖြစ်တယ်ဆိုတော့ဒီနေ့မှာဖျားရှင်အဲ့ဒီအရာကိုထောက်ရှုဖို့ကျွန်တော်တို့ကိုဖိတ်ခေါ်နေတယ်ယဟန်မင်းကြီး John Paul II ဒီသူယဟန်မင်းဖြစ်လာအယဟန်မင်းဖြစ်ရွေးချယ်ခြင်းခံရတဲ့အခါမှာအဲ့ဒီခေတ်အချိန်မှာ press တွေတော်တော်များများဗာပြောလဲဆိုတော့သွားပြီးအီတာလီယန်မဟုတ်တဲ့လူရဲ့လက်ထဲကိုသာသနာကြီးကြာရောက်သွားပြီးယဟန်မင်းကြီး John Paul ဒီပိုလန်နိုင်ငံသားဖြစ်တယ်သူအီတာလီယန်မဟုတ်ဘူးအဲ့တော့ယဟန်မင်းကြီး John Paul II ကဒီဒုတိယချိန်မြောက်ယောဟန်ပေါလုကအီတာလီယန်မဟုတ်တဲ့အချိန်မှာသူကဥဆောင်နိုင်မှာမဟုတ်ပါဘူးငါတို့အီတာလီယန်တွေကယာစုနှစ်ပေါင်းများစွာအသင်းတော်ကိုဥဆောင်ခဲ့တာသူကဘာမှမတတ်ပါဘူးသူပြောရင်လည်း Polish အတန်တအားဝဲတာသူ့ကိုရတဲ့ကမ္မတ်တွေအများကြီးပဲတဲ့ယဟန်မင်းကြီးရဲ့ MI article ထဲမှာ prejudgment ကဘယ်လောက်မှားယွင်းတယ်လဲဆိုတာကိုအီတာလီယန်တွေသက်သေခံတဲ့ article ထဲမှာဒီလိုရေးထားတယ်ယဟန်မင်းကြီးကိုသူတို့ကစီရင်တာ
လူမျိုးသူဘယ်နိုင်ငံလာလဲပိုလန်နိုင်ငံသားပိုလန်နိုင်ငံဆိုရင်ပိုလန်နိုင်ငံသူတို့ essence ကတအားဝဲတယ်ပြီးတော့ပိုလန်နိုင်ငံလာတဲ့ဖြစ်တဲ့အတွက်ငါတို့လိုမျိုးအရင်းမြစ်ဖြစ်တဲ့ Catholic တိုင်းပြည်ကနေလာတဲ့သူမဟုတ်ဘူးပြီးတော့ပိုလန်နိုင်ငံကနေလာတဲ့အတွက်ပိုလန်နေသည်သူတို့ရဲ့အားနည်းချက်တွေအားလုံးကိုရဟန်းမင်းကြီးပေါ်မှာပုံပြီးတော့သူတို့ကြည့်ကြတယ် press တွေကရေးကြတယ်ဒါမှလည်းလူတွေဖတ်တာဟုတ်အဲ့ဒါနဲ့သူတို့ရေးကြတယ်ရဟန်းမင်းကြီးဘာမှမတုတ်ပြန်ပါဘူးရဟန်းမင်းကြီးဖြစ်ပြီးတဲ့အခါမှာရဟန်းမင်းကြီးဂျွန်ဘောလ် the second ဒီနှစ်ပေါင်းများစွာသူအသင်းတော်ကိုအကောင်းဆုံးအစီခံဖို့ဖျားထံမှာပဲသူကအဲ့ဒီသူ့ကိုစီရင်တဲ့သူတွေအားလုံးအနံပေးတယ်တဲ့ဒီနေ့ဒီဖာတီမာပွဲနေ့ကိုသူ Vatican Square မှာကျင်းပတဲ့ချိန်မှာအလီအာဂဘာရဲ့ပြစ်ချင်းကိုတနက်နဲ့ပြစ်ချင်းကိုခံပြီးတော့သူအသက်လူပြီးအသက်ခွန့်လွတ်ချင်းခံရတဲ့အခါမှာသူဟာသွားပြီးသူ့ကိုကြည်အေးတယ်ခွန့်လွတ်တယ်ဆိုတာကိုသူကစိတ်ယုံစင်းတာနဲ့တန်းပြီးတော့ထောင်ထဲသွားပြီးသွားပြောတယ်အဲ့ဒီချိန်မှာအီတလီရဲ့မီဒီယာ highlight အကုန်လုံးပြတယ်ရန်မင်းကြီးကအသင်းတော်ရဲ့ဂုဏ်ကိုတက်စေတယ်ဘာကြောင့်လဲဆိုတော့ရန်မင်းကြီးဒီခွင့်လွတ်ခြင်းကိုတကယ်ကိုဘလောက်တန်ဖိုးရှိကြောင်းပြပြီးလဲဆိုတဲ့အကြောင်းကိုသူတို့ highlight လုပ်ပြီးရေးကြတယ်အဲ့မှာတူးသော press media ရဲ့ interview သမားလာမေးတယ်ရန်မင်းကြီးကိုရောရန်ဒီလိုမျိုးလူတွေဝေဖန်ခဲ့တဲ့သူတွေကအခုဒီလိုပြန်ပြောတယ်ကိုရောသူတို့ကိုဘယ်လိုတုတ်ပြန်ခြင်းတလဲရန်မင်းကြီးပေးခဲ့တဲ့စကားသည်သူ့ဘဝတတ်တာမှာကျွန်တော်တို့အားလုံးမှာခွန်အားရဖို့ဖြစ်တယ် vengeance belong to the Lord တဲ့လက်စားချေခြင်းကဖခင်နဲ့ဆိုင်တယ်ကိုယ်မှားယွန်းစွာစီရင် vengeance belong to the Lord mercy is the highest form of justice တဲ့တနာခြင်းသာလျင်အမြင့်ဆုံးသောတရားမျှတမှုဖြစ်တယ်တဲ့ငါကတော့တို့တတ်နိုင်တယ်လို့တနာခြင်းအစွမ်းကုန်ပြတယ်လူအားလုံးပေါ်မှာလက်စားချေမဲ့ရာတော့ဖျားနေပဲဆိုင်နေကျွန်တော်တို့မဟုတ်တာပြောတဲ့အခါမှာကိုမဟုတ်တာကိုလူတဦးကကိုဆွဆွဲပြောဆိုတဲ့အခါမှာဘယ်လောက်ထိစိတ်ဒုက္ခရောက်တယ်လဲဆိုတာကိုခံစားရတဲ့သူကတော့သိတယ်တခါတလေကိုကပြောတာရှိတယ်လို့သူတစ်ပါးပြောတာကိုခံရတာလည်းရှိတယ်ဆိုတော့ဒီနှစ်ခုလုံးမှာကျွန်တော်တို့ကလက်စားချေခြင်းနဲ့လူသားတယောက်အနေနဲ့ဒီနေ့ဂျေရမိုင်းအဲ့ဒါကိုကျွန်တော်တို့ပထမကျမ်းစာမှာသင်ပေးတယ်သူ့အသက်ကိုရန်ရှာပြီးလာတဲ့သူကိုတော့ကျွန်တော်အသက်ကိုတက်ချင်းခေါ်တက်ဖို့ရန်အတွက်ခေါ်ဆောင်ခြင်းခံသွားရတော့သူငယ်ကဲ့သို့ကျွန်ုပ်ဖြစ်ပါသည်တဲ့ကိုရောသူတို့ရှေ့မှာကိုရောရှေ့မှာတပည့်တော်သူတို့အားလုံးကိုအနံပါသည်ဖျားထံပဲအနံပါကိုကစီရင်ခြင်းမဖြစ်ပါနဲ့သူတို့ကကိုမဟုတ်တာတခုကိုပြောလို့ကိုပြန်ပြီးရန်တွေ့ပြီးသူနဲ့ဖြစ်မဲ့အရာထက်မဟုတ်တာပြောခြင်းရဲ့အဲ့ဒီဘဝတတ္တာနဲ့လွတ်မြောက်ဖို့ဖျားထံမှာအနံပေးပါကိုမဟုတ်မှားယွန်းစွာစီရင်ခြင်းအတွက်ကိုခံရတဲ့စိတ်တော်ကပင်ပန်းမှုတွေအားလုံးကိုဖျားရှိမှပုံအပ်ပေးပါဖျားကြည့်နေတယ်သူသိတယ်ဟုတ်ချင်းမဟုတ်ချင်းပြောနေခြင်းအားလုံးကိုဖျားရှင်သိနေတယ်ဘာကြောင့်လဲဆိုတော့သူကကျွန်တော်တို့စီရင်ဆုံးဖြတ်ခြင်းကိုကျွန်တော်တို့ရဲ့စီရင်ဆုံးဖြတ်ခြင်းထက်သူ့ရဲ့တနာခြင်းနဲ့အနံ့ခြင်းကိုသူအလွန်နှစ်သက်မြတ်နိုးသောဖျားရှင်ဖြစ်တယ်ဒါကြောင့်သူ့ရဲ့တနာခြင်းနဲ့အနံ့ဖို့လိုတယ်ကိုကစီရင်ဆုံးဖြတ်တတ်တဲ့သူသလားသူဖြစ်သလားပြန်မေးခွန်းမေးကြည့်ပါငါလူတယောက်ကိုတွေ့ရင်စီရင်ခြင်းကိုအရင်ပြုသလားလူတစုကိုတွေ့ရင်စီရင်ခြင်းကိုအရင်ပြုသလားတေချာကကနနာမသိဘဲနဲ့ငါစီရင်ခြင်းမှာမှားယွန်းစွာလုပ်နေသောပုဂ္ဂိုလ်ဖြစ်သလားမေးကြည့်ပါဒုတိယတစ်ခုကငါစီရင်ခြင်းခံနေရသလားအဲ့ဒီစီရင်ခြင်းခံရတယ်ဆိုရင်လေအဲ့ဒီစီရင်ခြင်းကိုငါဘယ်လိုပြန်တုတ်ပြန်တယ်လဲအဲ့နှစ်ချက်လုံးတေချာမေးပြီးတဲ့အခါမှာကျွန်တော်တို့ကဖျားရှိမှာညတစွာစီရင်ခြင်းခံရမှာကိုလုပ်တဲ့အရာတွေအားလုံးကိုစီရင်ပေးရမှာဒီအတွက်ဖျားရှိမှာဘယ်သူမှမလွတ်မြောက်သွားဘူးသူ့ရဲ့စီရင်ခြင်းအောက်မှာတနာခြင်းနဲ့တိုးဝင်ခိုလုံတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ကျေးဇူးတော်များကျွန်တော်တို့တောင်းခံကြရမှာဖြစ်တယ်ဖျားရှင်သည်မတရားသောသူကိုနှစ်သက်တော်မမူယနေ့ကျွန်တော်တို့ဆာလံကျမ်းမှာဆိုခဲ့ကြပြီကျွန်တော်တို့၏အရှင်ထာဝရဘုရားသခင်၌ကိုရော၌ကျွန်ုပ်ခိုလုံပါ၏